OK တာလီဇောပါမင်္ဂလာပါဒီနေ့ကျွန်တော်ရဲ့ဒီပောက်ကရဟင်းချက်မှာပေါ့နော်ပောက်ကရဟင်းချက်စားမှာမနေ့စောကြီးအလောက်ကညာကိုင်းဆိုတော့ခောက်ဆွဲနဲ့ငရုတ်တီးနဲ့ကြော်စားမှာနော်ခောက်ဆွဲငရုတ်တီးရဲ့ဒီစက်သားရဲ့ခောက်ဆွဲကြော်ပေါ့ခောက်ဆွဲကြော်ပေါ့ပောက်ကရခောက်ဆွဲကြော်ပေါ့နော်ကြော်စားလို့ရရင်အဲ့လိုမျိုးကြီးနေနော်ကျွန်တော်ကြော်မယ်အဲ့ဒါကြော်ဘောကခောက်ဆွဲပြုတ်ခောက်ဆွဲပြုတ်တော့လည်းပြောစရာမလိုစက်သားကတော့ကျွန်တော်ပြုတ်ထားပြီကြောက်ဥပါမယ်ဒီမှာစက်သက်နေကဒီနေ့စောင်းထားတယ်ဒီမှာနော်နင်းဆိုင်စင်းထားတယ်နော်ဒီမှာငရုတ်တီးကလည်းဆက်နဲ့မှွေထားတယ်နင်းကြမ်းတန်းနေပေါ့ဒီမှာစီဖွင့်လိုက်မယ်နော်ခဏနေအောင်ဒီမှာနော်စီတွေပါတယ်ဟိုနှွေးပြီးပြီဆိုတော့စီတွေပါတယ်နှွေးပြီးပြီဆိုတော့စက်သားကိုနင်းကြော်မယ်နော်စက်သားကျွန်တော်မနေ့ညရပြုတ်ထားတာနော်ဒါကစက်သားကိုနင်းကြော်လိုက်ပါမယ်စက်သားကိုနင်းဟိုနင်း6အောင်ပေါ့နင်းကြော်လိုက်ပါမယ်နင်း6တော့နင်းကြော်လိုက်မယ်နော်မနော်စက်သားနင်းဘာလို့ဆိုလဲနင်း6လာပြီဆိုတော့စက်သားနင်း6လာပြီဆိုတော့ဒီမှာနော်ငရုတ်တီးနော်ငရုတ်တီးဒီမှာကြိတ်ထားတဲ့ဥစ္စာထည့်မယ်အဲ့လိုအဖတ်တယ်နဲ့ပေါ့ဖတ်လိုက်ပေါ့ကျွန်တော်ဆက်နဲ့ပဲကြိတ်လိုက်တယ်ဆက်နဲ့ပဲကြိတ်လိုက်ဆက်နဲ့ပဲကြိတ်ပြီးတော့ဆော်ထည့်လိုက်ပါပြီကျွန်တော်ဒီမှာထည့်ပါမယ်ဒီစက်တန်လေးထည့်ပါမယ်စက်တန်လေးဒီနုံစင်းထားတဲ့ဟာလေးထည့်မယ်ထည့်ပြီးတော့နင်းဟိုပွေဒီမွေပေါ့ဗျာဟိုပွေဒီမွေပေါ့နင်းပေါ့ဟိုမွေဒီမွေမှွေလိုက်ပါမယ်အဲ့တော့ခောက်ဆွဲကအရင်ထည့်လိုက်ဟိုစက်ကမှဆိုလို့ဟိုမွေဒီလို့မှွေလိုက်ပါမယ်နင်းလောက်ဟိုမွေဒီမွေထည့်လိုက်ရင်စက်တန်လေးပါတယ်နင်းလောက်အစိမ့်နဲ့ပြောင်းအောင်လို့ဟိုမွေဒီမွေမေးပြီးတော့နင်းတတိယရောတတိယတော့ဒီကိုက်လန်ရောနင်းထည့်မယ်အဲ့တော့အိမ်မှာရှိတဲ့ဟာတွေနဲ့အဆင်ပြေတော့လှုပ်ရှားလို့ရတယ်နော်အားရောဟာရှိအဆင်ပြေတော့လှုပ်ရှားလို့ရတယ်နော်ပြီးရင်ခရုစီလေးနင်းထည့်မယ်နော်ခရုစီလေးနင်းထည့်မယ်ခရုစီလေးနင်းထည့်ပါမယ်အော်ခရုစီလေးနင်းထည့်နော်ခရုစီလေးနင်းထည့်ပြီးတော့ပုံမွေဒီမွေပေါ့ပုံမွေဒီမွေပေါ့ဟိုစီဒီပေါ့နင်းနိုးအောင်ပေါ့နင်းကိုက်လန်ရွတ်တယ်နင်းဘာပိုးတွေပါတေတော့အောင်ပေါ့နင်းဘာလူအောင်ပေါ့အယိုးတွေပါနင်းဘာပြော့အောင်ပေါ့နင်းဘာပြော့အောင်ပြော့တော့ဟိုထိုးဒီတော့ထိုးလိုက်မယ်ခဏလားဒီမှာဟိုထိုးဒီတော့ထိုးပြီးတော့အစိမ်းရောင်နဲ့အနေထားဖြစ်ပြီနော်စိမ်းရောင်အနေထားဖြစ်ပြီဆိုရင်ခောက်ဆက်ကိုထည့်လိုက်မယ်ခောက်ဆက်လေးများလာလို့ပြောတယ်တပွဲလေးဒါနဲ့ကြိတ်ရအောင်လေခောက်ဆွဲတော့အဲ့လိုကြော်ပါနော်အဲ့လိုကြော်တာနော်ကော်ဖီလေးပါဗမာကြော်ဖို့ဒါဆက်လေးပေါ့ပောက်ကရပေါ့ဒီထိုင်းမှာတော့ကြော်စားတယ်အဲ့လိုကြော်စားတယ်ဒီလိုမျိုးကြော်စားတဲ့ဥစ္စာရှိတယ်ပေါ့စက်သားနဲ့ကိုက်လန်နဲ့ဟုတ်နေပြီကြော်လိုက်အောင်မယ်နော်ဒီလိုကြော်ရနော်ကြော်ပြီးလာမယ်ခဏနေအောင်ကြိုက်ပြီးကြောက်လေးတစ်လုံးလောက်ဖောက်ထည့်လိုက်မယ်နော်ကြောက်လေးတစ်လုံးလောက်ဖောက်ထည့်မယ်ကြောက်လေးတစ်လုံးလောက်ဖောက်ထည့်ပါမယ်မမခောက်ဆွဲကြော်ဆက်လေးပေါ့ဒီမှာကျမမတွေကအဲ့လိုမျိုးကြော်ပြီးတော့ရောင်းနေတော့ဆိုင်တယ်ဒါပေမဲ့ကျွန်တော်ကလည်းစားဘူးတော့ဆိုင်မတော့ချင်တော့ကိုယ့်အကိုအိမ်မှာရှိတဲ့ဟာလေးကိုကြော်စားတာပေါ့ဒီလိုအနေထားဆိုရပါပြီနော်ဒီလိုအနေထားဆိုရပြီဒါပေမဲ့ဒီဟိုဟာကိုက်လန်ရောကတော့နည်းရောတယ်နော်ဒီနေထားဆိုဆွဲလို့ရပြီနော်မိုက်ပြီနော်ဒီနေထားโอเคစပြမယ်ဒီမှာကကျွန်တော်ရဲ့ခောက်ဆွဲကြော်လေးပါဒီမှာနော်ခောက်ဆွဲကြော်လေးနဲ့ပြတ်တန်ဖျားနဲ့ဆော်ပြီး morning ပါကျွန်တော်ရဲ့ခောက်ဆွဲကြော်လေးနဲ့စက်သားနဲ့ခောက်ဆွဲကြော်လေးနဲ့ဆက်ဆက်လေး
မိုက်လားကိုချက်တဲ့ဥစ္စာကိုမိုက်ရမယ်ကောရှယ်ပဲမိုက်ရဆက်ဆက်လေးဒါပေမဲ့ဆိုင်ကရတဲ့နဲ့မတူဘူးနင်းနေလေးဟွာလွေပါလိုရပေါ့တစားပလာတဲ့နင်းနေလိုသေးတယ်ဒီကြိုက်လည်းညနေသွားတယ်နင်းနေကောင်းတယ်စားလို့ရှယ်ဒါကြပါ